နော်ဆိုတော့နောက်တစ်ခုထပ်ပြီးဖောက်အောင်နောက်ထပ်ဖောက်မှာတော့ဒါ DJI mic mini လေးဖြစ်ပါတယ်အရင်3နှစ်ကြာမိုက်ရမှာ quality ကိုတိတ်ပြီးအားမရလို့ဒီကောင်လေးကိုဝယ်လိုက်တာပေါ့နော်ဆိုတော့ဝယ်ခြင်းလို့လည်းမဟုတ်ပါဘူးဝယ်ခြင်းလို့ပေါ့နော် Okay ရှေးဝေးပြောမနေတော့ကျွန်တော်တို့ဖောက်လိုက်အောင်ဆိုတော့ဒီကောင်လေးကိုဖောက်ကြည့်အောင်ပေါ့နော်ဒီကောင်ကတော့ရန်1400ကျော်လောက်တော့ပေးလိုက်ရတယ်ဗျတော်တော်လေးတော့ဈေးကကြီးတယ်လို့ပြောရမှာပေါ့နော် Okay ဆိုတော့ကျွန်တော်တို့စပြီးတော့ဖောက်ကြည့်အောင်ပေါ့နော်သူ့အပြင်ဘက်ကဘူးဟိုကတော့ပုံမှန်ပါပဲဒီဘူးကွန်က9 color ပါညာတော့ပြင်မဲ့ဘူးကွန်ကတော့တိတ်ကြီးဟိုဖြစ်တဲ့ထဲမှာပေါ့ဒီတိုင်းပုံမှန်ပဲဒီအစင်းချောင်းလေးတော့မှပါနေတယ်ကျွန်တော်Amazon ကမှာလိုက်တာသူတို့ပစ္စည်းဖိမိလို့နေတာ Okay ဆိုတော့နောက်ထပ်ဒီဘူးကွန်တွေကိုစပြီးတော့ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဘူးကွန်တွေမှာဘာတွေပါအောင်ဆိုတော့စတယ်လဲကျွန်တော်တော့ဝက်ထုတ်ကြည့်လို့ကျွန်တော်ထင်းလာတာဗျဒါပေမဲ့မိုက်တွေပဲသူ့ထဲကပါလိုက်တဲ့အထုပ်လေးကကျွန်တော်ပြမယ်နော်ဒီမှာမြင်ရမလားမသိဘူးဒီမှာအဲ့ဟိုဟာလေးကိုထုတ်လိုက်မယ်နော်ဒီမှာ manual vote တစ်ခုတော့ပါလာပြီးတော့ဒီကြောဘက်မှာ sticker လေးပါလာတယ်ပေါ့နော်သူတို့ DJI အောင်မှဒူတယ်ဆွဲထားတဲ့ဟာလေးဇိုင်းကတော့မိုက်တယ်ကျွန်တော်ကြိုက်တယ်โอเคဆိုတော့ဒီကောင်လေးကိုကျွန်တော်ပေးပြီးထားလိုက်မယ်ပေါ့နော် DJI mic mini ရဲ့မှာဒါ sticker လေးပေါ့တော်လေး mic တော့ mic တယ်ဗျโอเคဒါကတော့ဘယ်သူမှမဖတ်တဲ့ manual book တွေပေါ့နော်နောက်ထပ်ဒီမှာသူ့ရဲ့မှာအဓိက main အိတ်ထုတ်ကြီးပေါ့နော် DJI အိတ်ထုတ်ကြီးပေါ့ဆိုတော့အဲ့လေးကိုကျွန်တော်တစ်ချက်ဖောက်ကြည့်အောင်ဆိုတော့ဒီမှာကချိတ်ထားတဲ့စာရွက်အပြားလေးပါတယ်။ဘာလဲတော့မသိကျွန်တော်တေချာတော့ဖတ်မကြည့်တော့ဘူး။အတွင်းထဲမှာဘာတွေပါလဲတစ်ချက်ကြည့်လိုက်မယ်။အတွင်းထဲမှာဘာတွေပါတော့ဆိုတော့ဒီမှာခဏပြမယ်နော်ဒီဘေးကနေပြီးတော့လာတဲ့ noise တွေကို short ပေးတဲ့ဒီအမွေးလေးတွေပါတယ်ပေါ့နော် mic မှာတက်တဲ့ဒီအမွေးဖွာလေးတွေပါတယ်ပေါ့ဆိုတော့နောက်ထပ်ဘာတွေပါအောင်တစ်ချက်လောက်ကြည့်ကြည့်အောင်အကုန်မောက်ကြည့်လိုက်မယ်ဗျာမောက်ကြည့်လိုက်အတွင်းထဲမှာကဒီမှာtype C ကြိုးပါတယ်ပြီးတော့ဒီဟိုပါပေါ့နော်ကင်မရာနဲ့တိုင်းရိုက်ချိတ်တဲ့ဒီ 3.5mm jack ပုံစံမျိုးလေးပါတယ်အဲ့ဒါလေးပါမယ်ပြီးတော့ဒီမှာ type C တချို့ပါတယ်ပေါ့နော်ဆိုတော့ပါတာတော့တကြီးထရီထူးရဲ့လို့တော့မဟုတ်ပါဘူးဒီမှာဆိုတော့ကျွန်တော်ဒီကောင်နေပြန်ထည့်ထားလိုက်မယ်ဗျာထည့်ပြီးတော့ဒီကောင်ခဏပြန်ပိတ်ပြီးတော့ပေးထားလိုက်မယ်โอเคဆိုတော့ကျွန်တော်တို့အဓိက main box ကိုသွားကြည့်အောင်ပေါ့နော်အဓိကကျွန်တော်ရဲ့မှာနောက်ဆုံးမင်းသားကြီးရောက်လာပါပြီဆိုတော့ဒီဟာကတော့အားလုံးပဲစောင့်မျှော်နေကြတဲ့ DJI mic mini ရဲ့မှာဘူးလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အပေါ်အိတ်ခွင်ကြီးကိုခွာကြည့်လိုက်အောင်ခွာကြည့်လိုက်တော့အဲ့မှာကတ်ထားတဲ့တိတ်ကမကြမ်းခဲ့တယ်ကျွန်တော်လည်းဆွဲပြီးခွာပလိုက်โอเคဆိုတော့အတွင်းထဲမှာပါလေတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ်ကြည့်လိုက်တော့ဒီမှာ case ရမှာဒီခလုတ်မှာပေါ့နော်ဖွင့်တဲ့ခလုတ်ပေါ်လေးမှာကျွန်တော်တို့ဒီစီးခံထားတာလေးတွေ့ရတယ်ပေါ့နော်စတစ်ကာလေးကတ်ထားတာကိုတွေ့ရတယ်ပေါ့ဆိုတော့ဒီမှာတွေ့လာတော့မသိဘူးဗျဆိုတော့ကျွန်တော်အဲ့ကောင်လေးကိုခွာလိုက်မယ်ပေါ့ခွာပြီးတော့ဒီကောင်ပဲကတ်ထားအောင်တွေ့ရနေခုနစတစ်ကာနေရာလေးတော့ကတ်ထားလိုက်မယ်ဗျအတွင်းထဲကိုလက်ကြည့်လိုက်တော့မိုက်တယ်ဗျတော်တော်လေးကိုမိုက်တယ်ဒီမှာမြင်ရမလားတော့မသိဘူးဗျပြောရင်လည်းတော်တော်လေးပြောရမယ်ဆိုလို့ရှိရင်ဗျာတော်တော်လေး professional ဆန်တဲ့ look ကိုရတယ်ဗျမီးလင်းနေတာမစပေါ့နော်ဒီပုံစံလေးတွေကမစပြီးတော့ခုပြောနေရလဲ
ဒီ DJI mic ကို mic mini ကိုပြောပြီးတော့သုံးပြီးတော့ပြောနေတာပေါ့နော်ဆိုတော့အတန် quality လည်းတော်တော်လေးကျွန်တော်ကြိုက်တယ်ဗျာဆိုတော့အခုတော်တော်များများလည်းဒီ DJI mic mini ကိုသုံးနေကြတဲ့လူတွေကျွန်တော်တွေ့တယ်ဗျာဆိုတော့ကောင်းလို့လည်းသုံးကြတာဖြစ်မယ်လို့တော့ထင်ပါတယ်ပြီးတော့ size ကတော်တော်သေးပြီးတော့ကြစ်လေးပေါ့နော်ပြီးတော့ဒီအခုလက်ရှိကျွန်တော်သုံးနေတဲ့ mic နဲ့ရှင်းပြမယ်ဒီမှာမြင်ရမလားတော့မသိဘူးဗျာဒီမှာအခုလက်ရှိဒါကျွန်တော်သုံးနေတဲ့ mic ပေါ့နော်ဒီဟာတော့ဒါ DJI mic mini ပေါ့နော် size ကတော်တော်လေးကိုကွာတယ်ဗျဘေးကကောင်ကနည်းနည်း plastic ကိုမှနည်းနည်းပေါ့တယ်ဗျပေါ့ပြီးအခွင့်ပုံစံမျိုးကြီးပေါ့နော်ဒီလိုပြုတ်ကြဆိုတော့ size ကြီးပေမဲ့ဟိုကောင်ကသူ့ quality နဲ့သူတော့ကောင်းတော့ကောင်းနေဗျဈေးကချိုးတယ်သူဝယ်တော့ကဒီအကြီးဝယ်တော့က3000လားမသိအဲ့လောက်ပဲပေးရတယ်ရန်3000လောက်ပဲပေးရတယ်ဒီကောင်ကတော့1400ဆိုတော့တော်တော်လေးကွာတယ်ပေါ့နော်ဆိုတော့သူ့မှာဒီတန်လိုက်လေးပါတယ်ပေါ့နော်ဒီမှာမြင်ရမလားတော့မသိ DJI တန်လိုက်လေးပါတယ်တန်လိုက်ကလည်းတော်တော်လေး strong ဖြစ်တယ်ဗျဒီမှာကြည့်လိုက်နော် logo လေးနဲ့လာတော့လာတယ်ဒါ engine တွေနဲ့ဒီ engine တွေမှာပေါ့နော်ဒီလိုမျိုးကပ်ပြီးတော့ဒါသုံးရတဲ့ဟာပေါ့အတွင်းထဲမှာဒီတန်လိုက်လေးကိုထည့်ပြီးတော့ဒါအပြင်မှာဒီ mic ကိုကပ်လိုက်မှဆိုလို့ရှိရင်ဒါဘာမှလုပ်စရာမလိုချက်ချင်းတန်းပြီးတော့ engine မှာချိန်ပြီးသားဖြစ်သွားပြီပေါ့နော် mic တော့ mic တယ်ဗျသူတို့ဖန်တီးထားတာလေးတွေကဒီဘူးကွန်ကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်အောက်ဖက်ကဒီဘေးဘက်မှာပေါ့နော်ဒီဘေးအခုတဲ့ဟာလေးပါတယ်ပေါ့ဒါမပွန်းအောင်လို့ပေါ့နော်နောက်ထပ်ဒီပြီးတော့ထူးခြားတာတစ်ခုကဒီ QR code ရဲ့ဘေးမှာပေါ့နော်ဒီခလုတ်ပုံစံအဖူလေးပါတယ်ဗျကျွန်တော်လည်းသေချာတော့မသိဘူးဗျနောက်ပိုင်းဒီmanual ဘုတ်တွေပါဖတ်ကြည့်ရင်တော့သိလောက်မှထင်တယ်ဗျကိုဒီဘေးကတော့ဒီခလုတ်ကိုကျွန်တော်နှိပ်ကြည့်လိုက်သေးတယ်ဒါပေမဲ့ဘာမှလည်းထူးခြားမလားပေါ့နော်ရိုင်းဘာအတွက်ပါလာတဲ့ close ဆိုတော့ကျွန်တော်လည်းမသိဘူးဗျနောက်ဘက်မှာတော့ဒီ USB Type C အပေါက်တစ်ခုပါတယ်ပေါ့နော်ပြီးတော့ဒီလက်တဲ့ဒီချုပ်ခွန်မှာဒီအပေါ်လက်လိုက်တဲ့အဖုံးရယ်မှာဒီအခြေရဟာလေးတွေကတော်တော်လေးကို unique ဖြစ်ပြီးတော့ mic တယ်လို့ပြောရမှာပေါ့နော် Okay ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြန်ပြပေးမယ်နော်ပြီးတော့ဒီနောက်ထပ်ဒီအတန်အောင်ပေါ့နော်ဒီ noise တွေ short ပေးတဲ့ဒီအမွေးအဖွာလေးတွေပါသေးရဲ့ဗျဆိုတော့ဒီဟာလေးတွေကဒီမှာမြင်ရမလားတော့မသိခဲရောင်ရယ်ပြီးတော့ဒီအနက်ရောင်ရယ်နှစ်ခုစီပါတယ်ပေါ့နော်ဒါနှစ်စုံပါတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ကတော့ဒီခဲရောင်လေးပို့ကြိုက်တယ်အနက်ရောင်တော့တိတ်ပြီးတော့မကြိုက်ဘူးဗျအနက်ရောင်ပြောင်နဲ့ဘာမှမသိခဲရောင်လေးကတော်တော်လေးအထားကြတယ်လို့ပြောရမှာမိုက်ဆိုတော့ကျွန်တော်တို့ဒီမိုက်နဲ့အတန်ဆန်းကြည့်အောင်ပေါ့နော်ဘယ်လိုမျိုးအတန် quality ရှိမလဲဆိုတော့ကြည့်အောင် Okay အားလုံးပဲမင်္ဂလာပါ Stream Break ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်DJI mic နဲ့ကျွန်တော်ဆန်းပြီးတော့အတန်သွင်းကြည့်ရပါတော့ဆိုတော့အခုလက်ရှိအတန်ကဘယ်လိုမျိုးနေမလဲတော့မသိဘူးညာဒါဂျပန်ယန်နဲ့ဆိုရင်တော့14000ဝန်းကျင်လောက်တော့ကျွန်တော်ပေးလိုက်ရတယ်ဗျာဒီဘူးရောဒါဆက်လိုက်ပေါ့နော်ဒီကောင်လိုက်ဆိုတော့ပတ်စံတော့ဘောလုံးတော့မဟုတ်ဗျာကျွန်တော် credit ကနဲ့ဝယ်လိုက်တာပေါ့နောက်မှအကျွေးပြန်ဆက်ရမှာပေါ့နော်ဆိုတော့ဒါတော့ DJI mic ဖြစ်ပါတယ် DJI mic mini ပေါ့နော်ဆိုတော့ဒီကောင်တော်တော်လေးသေးတယ်ဗျဒီကောင်တော်တော်လေးသေးရလို့ပြောရမှာအရင်ကကျွန်တော်သုံးနေတဲ့ mic ကဒီကောင်ပေါ့နော်ဒီမကြည့်လိုက်ရှင်းကြည့်လိုက်ဒီကောင်ကတိတ် brand မရှိဘူးဗျဒါပေမဲ့ဒီ DJI ကတော့လုံးဝ brand ပေါ့နော် brand ကိုမှတော်တော်များများ YouTuber တွေလည်းသုံးကြတယ်ပေါ့နော် mic တော့ mic တယ်ဗျအတန် quality ကိုတော့ကျွန်တော်ကြိုက်တယ်sorry It's nice. Okay အားလုံးပဲမင်္ဂလာပါ Stream Break ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီ mic ကတော့ဒါကျွန်တော်လက်ရှိသုံးနေတဲ့ mic ပေါ့နော်ဆိုတော့ဒီနေ့ကတော့ခုနပြောခဲ့တဲ့အတန်နဲ့ဒီအခုလက်ရှိအတန်နဲ့ block ကွာမလဲတော့မသိဗျာဒါကျွန်တော်ခုဆိုင်းရိုက်ကြည့်နေပါတော့ Okay ဆိုတော့နောက်ထပ် mic တလေးနဲ့ video ကောင်းကောင်းလေးတွေမှာပြန်လဲဆုံလေးကြတော့ပါဗျာThe feds is watching, niggas plotting to get me. Will I survive? Will I die? Come on, let's picture the possibility giving me charge. Lawyers making the grip. I told the judge I was raised wrong, and that's why I blame shit. Was hyper as a kid, cold as a teenager. On my mobile calling big shots. On the scene major, packing hundreds in my drawers. Fuck the law, bitches I fuck with a passion. I'm living rough and raw. Catching cases at a fast rate.